ရေရှည်ငွေကြေးတည်ငြိမ်ရေးနဲ့ငွေကြေးအောင်မြင်မှုအတွက်လိုင်းနိုင်တဲ့အချက်များနံပါတ်1ပိုင်ဆိုင်မှုများဝယ်ယူပါနံပါတ်2စာအုပ်များများဖတ်ပါနံပါတ်3ကိုရင်းနှီးမြှုပ်နှံပါနံပါတ်4အလွန်ကျွံသုံးစွဲမှုကိုရှောင်ကျဉ်ပါနံပါတ်5မှန်ကန်တဲ့သူနဲ့အိမ်အောင်ပြုပါနံပါတ်6သင်ဝင်ငွေအတွက်ကျွမ်းကျင်မှုတစ်ခုကိုသင်ယူပါနံပါတ်9အတိုးမြင့်သောအကျွေးများကိုအရင်ဆုံးပြန်ဆက်ပါနံပါတ်10မလိုအပ်တဲ့အသုံးစရိတ်တွေကိုလျှော့ချပါနံပါတ်9သင်ဝင်ငွေရဲ့10%ကိုရင်းနှီးမြှုပ်နှံပါနံပါတ်10စီးစနစ်ကျစွာလုပ်ကင်တတ်သောအောင်မြင်သူများထံမှလေ့လာသင်ယူပါနံပါတ်17စိတ်ရှိရှိထားပြီးမိမိရှိရေးအတွက်စဉ်းစားဆုံးဖြတ်ပါနံပါတ်12ဝင်ငွေသစ်များအတွက်ဖန်တီးပါနံပါတ်13အခွန်အခများကိုစနစ်တကျစီမံပါ In the bridge ကနေစီစဉ်တဲ့ Sharing is Caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ